တင်ဤဖျားခင်ထာဝရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသမျှနဲ့ချစ်လောတာယာပျော်ရွှင်တဲ့ဂျေဇုတော်မနဲ့ခင်လေးမှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုပါတယ်ရှလောလူသားအားလုံးကြံစည်မမိနိုင်သောဖျားသခင်ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းကောင်းခြင်းမင်္ဂလာဖျားဖျားသည်ဒီနေ့ကျွန်တော်မိသားစုပေါ်မှာတက်ရောက်ပါစေဖျားသခင်ရဲ့ဂျေဇုတော်တဲ့ကြောင့်တရက်နေ့6လ2026တို့ရောက်ရှိလာဖြစ်ပါတယ်။ကုန်လွန်ခဲ့တဲ့မီလအတွက်တလတာလုံးတော့ကိုလိုကိုယေရှုတင်တဲ့ဂျာမစွာဖြစ်နိုးထားခွင့်ရတဲ့စားနဲ့တောင်းနေရတဲ့ခွန်တရက်ပိတရက်ပတ်ပိတပတ်တလာပိတလာဖျားခင်လမ်းပြပို့ဆောင်ပေးခဲ့တဲ့ယနေ့နှစ်ဝက်ထက်ကိုရောက်ရှိလာဖြစ်ပါတယ်။ကိုရောကောင်းမြတ်ခဲ့တဲ့ပြန်နောက်လှည့်ကြီးတိုင်းမှာဖျားခင်ကောင်းမြတ်ခဲ့တယ်။အနာဂတ်လမ်းကြီးမှာလည်းဖျားရှင်ကောင်းမြတ်အောင်မှာဖြစ်ပါတယ်။ကုန်လွန်ခဲ့တဲ့နေ့တွေမှာဘုရားသခင်ကောင်းမြတ်ခဲ့တယ်လို့အနာဂတ်မှာလည်းတင်းနဲ့ကျွန်တော်အတွက်တင်းနဲ့ကျွန်တော်မိသားစုအတွက်ဘုရားသခင်ကောင်းမြတ်အောင်မှာဖြစ်ပါတယ်အာမင်တရားသုံးခုမှသောဆာလအပိုင်းငယ်နဲ့မှာအိုးငါဝိညာဉ်ထောက်ဖျားကိုကောင်းချီးပေးလို့ဂျေစုတော်ပေါင်းကိုမမေ့လျော့နဲ့လို့နှုတ်ကပတော်ကလာပါတယ်မှန်ပါတယ်ဘုရားသခင်ပြုခဲ့တဲ့တင်းနဲ့ကျွန်တော်ရဲ့အပေါ်မှာဘုရားရဲ့ဂျေစုတော်ဟာပြည့်ရှံလေလုံလောက်တဲ့ပိုရှံပါတယ်ဒါကြောင့်ဆာလစကားပြောတယ်ဘုရားသခင်ပြုခဲ့တဲ့ဂျေစုတော်ကိုမမေ့လျော့နဲ့နော်လို့ပြောပါတယ်မိသားစုများတရခုချိန်ထိရှုရှက်ခွင့်ရတယ်လေတွေအတွက်စားနိုင်တောင်းနိုင်ရတဲ့ခွင့်အစာအာဟာရအတွက်မြင်နိုင်ရတဲ့ခွင့်မျက်စိအတွက်ဘုရားခင်ကိုကျေးဇူးမတင်သေးဆိုမဖြစ်သေးဘူးနော်ဒီအမြင်နဲ့နိုးထားရတဲ့ခွင့်ဒီအခမဲ့အောက်ဆီဂျင်လေးဝယ်ဆံမလို့တင်ရှုခွင့်ရတာဘုရားရဲ့ကျေးဇူးတော်ဖြစ်တဲ့ဘုရားရှင်ကျေးဇူးတော်ကိုချီးမွမ်းမှာမမေ့ပါနဲ့ဘုရားရှင်ကျေးဇူးတော်ကိုရှုစွာချီးမွမ်းပါတယ်မိသားစုများနဲ့တူကတရားဟောခြင်းအခန်းကြီး1ကနေဆင်ခြင်ခွန်အားယူခဲ့တာဆိုယနေ့တရားဟောခြင်းအခန်းကြီး6တို့ရောက်ရှိလာဖြစ်ပါတယ်အသက်ရှင်တော်မူသောနှုတ်ကပတ်တရားတော်ကိုအချိန်ပြည့်နားဆင်ပေးတဲ့ပုံမှာအထူးပင်ကျေးဇူးတင်ရှိတာဖြစ်ပါတယ်အရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေတမဟောင်းတမတင်မှာပြညတ်ပေါင်းနဲတာမဟုတ်ဘူးပြညတ်ပေါင်းအများကြီးရှိပါတယ်နှစ်ချက်နဲ့ချုပ်ထားတယ်တင်းရဲ့ဘုရားသခင်ကိုစင်လုံးအကျွမ်းမဲ့အစွမ်းရှိသမျှဉာဏ်ရှိသမျှနဲ့ချစ်ပါတဲ့နံပါတ်2ဒုတိယချက်ကပါလဲဆိုရင်ကိုယ်နဲ့ဆက်ဆံတဲ့သူကိုနဲ့များချစ်ပါတဲ့ပထမပညာဟာလဲအဲ့ဒီဒုတိယပညာနဲ့သဘောတူတယ်တဲ့မိသားစုများနားလည်ဘောတော်ဖျားမစားပါစေတင်းနဲ့ကျွန်တော်ကိုယ်ကိုယ်တဲ့ဘုရားသခင်ကိုစင်လုံးအကျွမ်းမဲ့ချစ်ရအောင်အစွမ်းတတ္တိရှိသမျှနဲ့ဉာဏ်ရှိသမျှနဲ့ချစ်ရအောင်ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမယ်ယနေ့ငါမှာထားသောစကားလို့ပြောတဲ့အတွက်ကြောင့်မလို့နေ့ရက်စဉ်တိုင်းမှာဘုရားသခင်အသက်ရှင်နှုတ်ကပတ်တရားတော်ကိုဖတ်ဖို့လို့တယ်ဝိညာဉ်စာစားဖို့လို့တယ်ဝိညာဉ်စာစားမှနေ့စဉ်တိုင်းဘုရားသခင်ဘာကိုပြောတယ်လဲဘာကိုတွန်တယ်လဲဆိုတော့သိရှိမှဖြစ်ပါတယ်ယုံကြည်သူမိသားစုများခရိယန်ဖြစ်လာတာကြားပြီးကျမ်းစာတစ်ခါမှမဖတ်သေးဆိုမဖြစ်သေးဘူးအသက်ရှင်တဲ့ဘုရားသခင်ကျမ်းစာကိုဖတ်ရအောင်ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမယ်ဘုရားစကားကိုနှလုံးသွင်းရအောင်ဆင်ခြင်ရအောင်ဟေရှာယခန်းကြီး30ရဲ့ငယ်16မှာထာဝရဘုရားရဲ့ကျမ်းစာကိုကြည့်ရှုရဖတ်ကြလော့ဘုရားသခင်ရဲ့ကျမ်းစာကိုဖတ်ရမယ်ပြင်းလို့မရဘူးအမိန့်ဖြစ်ပါတယ်တိုင်းပြည်တစ်ပြည်မှာဘုရင်ကြီးကကဲမင်းတို့တည်တံဆိုရင်တည်ရမယ်ဘာမှခွင့်မလင်းတယ်လို့မရဘူးဘုရင်အမိန့်ဖြစ်တယ်လောဖြစ်တယ်ယနေ့အသက်ရှင်တဲ့ဘုရားသခင်ကဒီနေ့ကျွန်တော်ကိုဘုရားစကားပြောပါစေထာဝရဘုရားရဲ့ကျမ်းစာကိုကြည့်ရှုဖတ်ကြလော့မဖတ်ချင်လည်းဖတ်ရမယ်ဖတ်ချင်လည်းဖတ်ရမယ်ဖတ်ကိုဖတ်ရမယ်ခန္ဓာကိုယ်တို့တရက်မှာသုံးနဲ့စားတယ်လို့ဝိညာဉ်ရမှာလည်းအ ਨੇ ဆုံးတစ်ချိန်ကတော့စားကိုစားရမယ်အ ਨੇ ဆုံးဖြစ်တယ်ဒါကြောင့်အားပေးခြင်းနဲ့ဝိညာဉ်စာကိုစားပါအမြဲတမ်းစားပါဒီဝိညာဉ်စာစားခြင်းအဖြစ်သင်ရဲ့ပုံမှာဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းညီတဲ့ခြင်းသင်အားဖြင့်သင်ရဲ့သားစင်မိသားစုကောင်းချီးမင်္ဂလာခံစားမှာဖြစ်ပါတယ်နားလည်တဲ့ဘုရားဝန်တော်ဖျားမှာစားပါစေတရားဟောကြားခန်းကြီး6ငယ်9မှာထိုစကားကိုသင်၏သားသမီးတို့အားကြိုးစား၍သင်ရမည်အိမ်၌ထိုင်လျက်နေသည်ဖြစ်စေခရီးသွားသည်ဖြစ်စေအိတ်လက်ထတဲ့ရှိသည်ဖြစ်စေထိုစကားကိုပြောရမည်ယုံကြည်သူမိသားစုများကိုနှလုံးသွင်းတဲ့ဘုရားစကားအသက်ရှင်တဲ့နှုတ်ကပတ်စကားတော်ကိုဘာလို့ရမလဲဆိုရင်အဲ့ဒီစကားဘုရားကနှုတ်ကပတ်တော်ကိုသားသမီးတွေကိုတွင်တင်ရမယ်ဘလို့တွင်တင်မလဲကြိုးစားပြီးတော့တွင်တင်ရမယ်အိမ်မှာပဲနေသည်ဖြစ်စေခရီးသွားသည်ဖြစ်စေအိတ်တာပဲဖြစ်ဖြစ်ထတာပဲဖြစ်ဖြစ်အဲ့ဒီစကားထိုစကားဘုရားစကားယနေ့ဘုရားကမှုတ်သွင်းတဲ့ဘုရားစကားကိုနှလုံးသွင်းရမယ်မိသားစုကိုဝင်ငှားရမယ်တငယ်ချင်းကိုဝင်ငှားရမယ်သားသမီးတွေကိုဆုံးမရမယ်အငယ်ရှိမှဆိုရင်ထိုစကားကိုလည်းတင်းဤလက်၌လက္ခဏာတည်ဖူးရ၎င်းတင်းဤမျက်စိကြားမှာတင်းချစ်ကဲ့သို့၎င်းခြေထားရမည်အိမ်တကားမြို့တကောင်းနဲ့လည်းရေးထားရမည်မိသားစုများဘုရားသခင်အသက်ရှင်တဲ့နှုတ်ကပတ်တရားတော်သင်ခွန်အားရတဲ့အရာသင်ကိုကယ်တင်တဲ့ကြံချက်သင်ကိုပြောင်းလဲစေကြံချက်ကိုအိမ်ရှိတကတိုင်တကဝမှာရေးထားပါလူတွေကဝင်လာတဲ့အခါမှာအားရကိုဖတ်ပြီးကမှဟာမင်္ဂလာရှိမှဖြစ်ပါတယ်နံပါတ်1ကအရေးကြီးဆုံးကဘာလဲဆိုရင်နှောင်းသားထဲမှာသွင်းမှုဖြစ်ပါတယ်
အပြင်မှာရေးရလဲကောင်းတယ်စာအုပ်ထဲမှာမှတ်ထားတယ်ကောင်းတယ်နှလုံးသားထဲမှာမသွေးမှုဆိုရင်မထီရောက်ဘူးဘဲကဝင်ပြီးညာကထွက်တဲ့ထောင်ထွက်တဲ့ဖြစ်ကုန်မှာဒါကြောင့်အားပေးခြင်းနဲ့အသက်ရှင်တဲ့ဘုရားစကားကိုကျွန်တော်နှလုံးသွင်းမယ်နံပါတ်1နှလုံးသွင်းမယ်ပြီးရင်သားသမီးတို့ကိုသွင်းသိမယ်ပြီးရင်အိမ်ရှိတကဝတကတိုင်းမှာကျွန်တော်ရေးထားရမယ်ဝင်လိုက်သူဖတ်တဲ့သူအားလုံးအဲ့ဒါကိုကြီးကမှဘုရားစကားကိုကြားမှာဖြစ်တဲ့ပြောင်းလဲမှာဖြစ်ပါတယ်လူကိုပြောင်းလဲစေမှာဘုရားရဲ့စကားပဲဖြစ်ပါတယ်မိသားစုများဘုရားစကားကိုယုံကြည်ရအောင်ဘုရားဂတိတော်ကိုဆွဲလန်းရအောင်လောကမှာလူရဲ့စကားအလင်းအညာတွေမှုတာရပေါ်တယ်ကျွန်တော်အသက်ရှင်တဲ့ဘုရားသခင်စကားကိုမယုံရင်ဘယ်သူစကားကိုတွားယုံမှာလဲကျွန်တော်မှယုံစရာဆိုလို့ဘုရားစကားပဲရှိတယ်အာမင်ဘုရားသခင်ကယောရှုကိုမှာထားတယ်ကျမ်းစာကိုမဖတ်မရပဲမနေနေညမပြေကြည့်ရှုဖတ်ရမည်တို့ပြုလင်တင်းတင်းအကြံထားမဲ့အောင်မြင်လိမ့်မည်မိသားစုများတင်းအကြံထားမြောက်ခြင်းတလားတင်းလုပ်ငန်းကဏ္ဍမှာအောင်မြင်ခြင်းတလားဘုရားရဲ့ကျမ်းစာကိုဖတ်ပါဒီတမန်ကျမ်းစာကတင်းကိုတွင်တင်မဲ့လမ်းပြမယ်နှုတ်တော်ထွက်တရားတော်ဒီရွှေငွေထောင်ပေါင်းထဲမှာကအကျုံးနဲ့တာရီကောင်းပါအလိုဆာလာဆရာကပြောပါတယ်ယခုကျွန်တော်အားနဲ့မနဲ့အော်ပြီးတော့ကျွန်တော်ပြောနေချင်းတွေစိတ်ဆိုးလို့တောကလည်းမဟုတ်ရပါဘူးမိသားစုကိုရစေချင်လို့အသက်ရှင်တဲ့ဘုရားစကားကိုကိုယ်တိုင်စားပြီးခါမှာအယတာတီးတဲ့ခါမှာအဲ့အယတာကိုမိသားစုကိုလည်းသိစေချင်လို့ကျမ်းစာဖတ်ခိုင်းတာဖြစ်ပါတယ်တရားယုံကြည်သူခရိယန်ယေရှုခရစ်တော်ဖျားကိုမမေ့ခဲ့တဲ့ပတ်ရှိပြယုံကြည်လက်ခံတဲ့သူမှန်တယ်ဆိုရင်လုံးဝခံဆယ်လို့မရဘူးညှိမှန်ခွင့်မရှိဘူး complaint တော့ပန်ခွင့်လုံးဝမရှိဘူးဘုရားရဲ့ကျမ်းစာဖတ်ကိုဖတ်ရမယ်စွတ်တောင်းရမယ်ချီးမွမ်းရမယ်ယနေ့ငါမှာထားသောစကားကိုနှလုံးသွင်းရမယ်နားလည်ဖို့တော့ဘုရားဖျားမှာစားပါစေဒါကြောင့်အားပေးခြင်းနဲ့တချို့သောသူတွေကရှိတယ်ဟာငါကျမ်းစာရဖတ်ခြင်းနဲ့ငါမှာအားဘူးအလုပ်တွေနဲ့ကြောင်းသွားလိုက်ပြန်လာလိုက်အလုပ်လုပ်လိုက်ပတ်စံရှာလိုက်နဲ့တာသမီအချိန်ပေးနဲ့အိုးငါမအားနိုင်ဘူးအဲ့လိုရှော့ရှော့ပြောတာသူမအားတာမဟုတ်ဘူးဘုရားကိုတကယ်မချစ်လို့တကယ်ချစ်ရင်အချိန်ပေးတယ်ထပ်ပြောမယ်တကယ်ချစ်တဲ့သူကအချိန်ပေးတယ်စိုးသူဖြစ်စေကောင်းသူဖြစ်စေကိုယ့်ရဲ့ချစ်သူပေါ်မှာကိုကအချိန်ပေးတယ်ယနေ့တင်ဘုရားသခင်ကိုချစ်တယ်ဆိုရင်အချိန်ပေးကိုပေးတယ်ဘာကြောင့်လဲတင့်ကိုငရဲကနေကယ်တင်တဲ့ဘုရားအပြစ်ငရဲကနေတင့်ကိုကယ်တင်ပြီးကောင်းကင်မှာနေရပေးတယ်ဘုရားအဲ့ဒါဂျေဇုတော်ကိုတင်ကသိရှိနားလည်ပြီဆိုရင်အဲ့ဒါဘုရားသခင်ကိုမချီးမွမ်းမဲမနေနိုင်ဘူးစွမတောင်းပဲမနေနိုင်ဘူးကျမ်းစာမဖတ်ပဲမနေနိုင်ဘူးဘုရားကိုချစ်လို့ဖြစ်တယ်ဒါကြောင့်ဘုရားကိုချစ်ပါဒါကြောင့်ဘုရားကပြောတယ်တင်းဘုရားခင်ထောက်ဘုရားကိုစိတ်လုံးအကျွမ်းမဲ့အစွမ်းတတရှိသမျှနဲ့ချစ်လို့လာပါတယ်နားလည်ဖို့တဲ့ဘုရားဖျားမဆာပါစေယနေ့တရားဟောခြင်းအခန်းကြီး6အဖြစ်မိသားစုများကိုအနေငယ်နှုတ်ဆော်တဲ့အတွက်ခွင့်ပေးလိုက်ပါတယ်ကြားဆန္ဒရှိတော်သူမိကကြပါစေအရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်